everyone အားလုံးပဲမင်္ဂလာပါတလေးကဒီနေ့မှာတော့ Sirona Hotel ကြီးမှာကြီးကျယ်ခမ်းနားစွာနဲ့ပြုလုပ်ကျင်းပခဲ့တဲ့အဆင့်အလာကြီးမားတဲ့ Mrs. Supra Myanmar Organization ကြီးရဲ့ Grand Coronation Night 2026 အခမ်းအနားကြီးမှာအခမ်းအနားမှုအနေနဲ့ပါဝင်ဆောင်ရွက်ဖြစ်ခဲ့ပုံလေးတွေကိုဂုဏ်ယူစွာနဲ့တင်ဆက်ပေးလိုက်ပါတယ်哇，不啊，是那我跟你说的嘛，不是我，偏来上不是，那是。အခုတလေးတင်ဆက်ပေးခဲ့တဲ့ပွဲအခမ်းအနားကြီးကတော့2026အတွက်ကိုပြုလုပ်ကျင်းပခဲ့တဲ့ Mrs. Supra Myanmar Organization ကြီးရဲ့ Grand Coronation Night ပွဲအခမ်းအနားကြီးရဲ့ပုံရိပ်တွေလည်းဖြစ်ပါတယ်။အခုကြည့်ရှုနေကြတဲ့ဒီတွေထဲမှာလည်းကိုယ့်ရဲ့အလှပတွေအရေးအချင်းတွေစွမ်းရည်တွေကိုဖော်ထုတ်ပြသလိုတဲ့အိမ်အောင်ရှင်အမျိုးသမီးတွေရှိခဲ့မယ်ဆိုလို့ရှိရင်တင်တို့လည်းအလှမယ်ဖြစ်လာနိုင်ပါတယ်နော်။ Local stage တွေမကဘူး International stage တွေကိုတွားရောက်ပြီးတော့ရှင်ပြိုင်နိုင်မဲ့အလှမယ်ဖြစ်ဖို့အတွက်ကို Mrs. Supra Myanmar Organization ကြီးကနေပြီးတော့အကောင်းဆုံးပံ့ပိုးပေးသွားမှာလည်းဖြစ်ပါတယ်။စိတ်ဝင်စားလို့ပါဝင်ပြီးတော့ရှင်ပြိုင်ခြင်းနေဆိုရင်တော့ Mrs. Supra Myanmar Organization ကြီးရဲ့ official Facebook page မှာပေါင်တွေကိုအခမဲ့အနေနဲ့ထုတ်ယူနိုင်မှာလည်းဖြစ်ပါတယ်။စိတ်ဝင်စားရဆိုရင်အမြန်ဆုံးဖောင်တင်မှုမမေ့နဲ့နော်။ကဲဒီကနေ့ရဲ့ blog လေးကတော့ဒီလောက်ပါပဲ။ Yeah, it's me. I'm Danley. I'm your MC, presenter and host. I'm ready to make your advance, engaging, memory way, and full of positive energy. Thanks for watching, guys, and I will see you in the next one. Bye-bye.